ตะโอกาตะဤကဲ့သို့အနန္တကမ္ဘာပေါင်းများစွာအန္တရာ၌ရာခဲလှစွာသောလူဘဝတွင်ကြုံမဲလာသည့်ဘုရားရှင်၏သာသနာတော်မြတ်ကြီးအတွင်း၌ဘုရားယရဏဘုရားဂုဏ်တော်တရားယရဏတရားဂုဏ်တော်သံဃာယရဏသံဃာဂုဏ်တော်တို့ကိုအာယုံပြု၍ခါရဝယူကျူလက်ဆုံမူကားရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောကာမှုကုသိုလ်ကံစေရနာတတ္တိအရှင်ဟုံတို့ကြောင့်အလိုမရှိအပ်သောအနိဋ္ဌဗေဒယမံခတ်သိမ်းကဲလို့ငြိမ်းညာဂုဏ်ဒီရာဖြစ်၍အလိုရှိအပ်တောင်းတအပ်ကောင်းမြတ်သောလောကီမင်္ဂလာအဖျားဖျားတို့သည်လည်းစိတ်ကြံနဲ့တောင်းတတိုင်းသင်မြန်လွယ်ကူစွာပြည့်စုံကြကုန်လျက်နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့်တရားဓမ္မတို့ကိုလည်းအားထုတ်နိုင်ကြပါစေမဲ့ဉာဏ်ဖူဉာဏ်တို့ကိုလည်းအရဟတဖို့တိုင်သိမြင်ပြီးတဏှာဝိသင်းရဲ့မှလွတ်မြောက်နိုင်ကြပါစေအကျဉ်းမဲ့ဆောက်တည်အောင်နော်အဟံဗန္တိဣတရဏေနတဟအာဇေဝဓမ္မကတိလံသမာရိယာမိတပိယောတို့သည်ဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုဆင်းရဲကင်းပြောက်ချမ်းသာရအောင်စောင့်ရှောက်တတ်သောဘုဝေယဟု၍အတ္တထေဆုံးမိဝေစီကတိမပါတိဖယာဖြစ်ပါတော်အာဇီဝသီလတော်မြတ်ကိုလည်းကောင်းစွာဆောက်တည်ပါသည်ဖယာအယဆေမျက်နာ၌ရှိရကုန်သောအနန္တစัจ java လာနေအနန္တများစွာတတ္တဝါလူနဲ့မြမပေါင်းတို့သည်ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေကောင်းကျိုးလိုရာဆန္ဒပြေဝ၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြတ်စွာဘုရားရှင်ဟောကြားတော်မူသောသစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်နိုင်ကြ၍ဝတ္တုံပါမလွန်မြောက်နိုင်ကြပါစေဣရမေပုံညံမဂဖလာညာနတ္တပိစယောဟောတုအပမဒေနတမ္ပါတိထာကဲတတ္တာလို့ထိုင်ကြအောင်နော်တရားတရားဖြစ်ရလေအောင်ဒီနေရာဒီသားရဲ့ထူးခြားချက်ကိုပြောအောင်နော်ဒါဘုံတို့ကိုယ်လည်းဟိုဥဒ္ဒပထမနှစ်တော်ကြပါပြီဒီနေ့ရောက်တဲ့အခါတုန်းကနေရာကုသိုလ်တတ်တရရမရှိသေးပါဘူးတိုင်လေးနဲ့တန်ထူးလေးတွေပဲကထားတာရှိတယ်
ဒီနေရာကြတာဘုံလို့ကြက်သိမ်းထားလိုက်တာဒီနေရာထူးခြားမှထင်တယ်ဆိုသိချာမေးတော့မှဘုရားကျောင်းတော်နေရာဖြစ်တာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူဆရာတော်ဘုရားကြီးဟောတာကိုနာကြည့်တော့မှဘုရားရှင်ကိုလည်းမြည်ဒုတိယဝါဒီမဆိုတာကိုလောင်းတော်ပါတယ်ကွာဘုရားလောင်းတော်တိတ္တမင်းသားယဟန်တွင်ရပြီးတဲ့နောက်ဆုံးခံဝင်တာဒီမျိုးလဲဝင်တာတဲ့ဝင်တဲ့အခါမှာဘုရားမင်းကြီးကတန်တော်ဖြစ်ရတာအမှန်လှတာဟုတ်သူပြအရာသာလှတာတဲ့အဲ့မှာဝိုင်းကြည့်နေကြတာသူလည်းမှတ်မှတ်ကြည့်ပြီးတော့ဒီပတ္တနာတောင်းတော်မှာပေါ့နော်လောင်းတော်ကြီးမှာဆွမ်းစားတဲ့ချိန်တဲ့လောင်းတော်ကလည်းတပိတ်ကလေးဖွင့်လိုက်တာနဲ့ဥရိယအပြင်ထွက်တဲ့ပြုတ်အံလာတာတဲ့ဗျနန်းတော်ထဲမှာကတကယ်ရွှေခွဲနဲ့အကောင်းစားဖုံးနေရအောင်ရောင်စုံမျိုးစုံဆိုတာအံလောက်ဖြစ်တဲ့အခါဟိုချုံနေပြီးတော့မှဖုံးပေးခဲ့တာတဲ့ဒီနေ့မင်းကြီးကလိုက်လာပါတယ်အမတ်နဲ့လိုက်လာပြီးတော့မှရခဏကြည့်ပြီးတော့ကြည်ညိုလုံးလို့နန်းတော်တော့အပ်ပါတယ်လက်မခံဘူးတဲ့ဖះဖြစ်ယူမယ်ဆိုတော့မှဂရိကဘတောင်းလိုက်ပါတယ်ဖះပြတဲ့ခါသူ့စီကိုကြွပေးပါလို့အဲ့တော့မှားလိုက်ပါခွင့်တောင်းခဲ့တာနော်အမိကောင်တော့မှပထမဝါပြီးတော့ဒုတိယဝါမဂရိတိုင်းဖះရင်ကြွတော်မူခဲ့တာပါလို့သိရပါတယ်ဒီနေရာမှာပဲသူရဲ့သူတော်သမီးကြီးကကပ္ပလောကနေပြီးတော့သားတော်တင်းကြတော့အခေါ်လွတ်တာပြင့်မို့ပြင့်တာနတ်ဒီအမတ်တွေ1000တခါ1000လာလိုက်ရင်ဒီမတရားဝဲကျင်းပါနဲ့ကြုံနိုင်ရင်တရားနိုင်ရဟန္တာကုန်ကြတာအဲ့လိုနဲ့အမတ်9000ဒီနေရာမှာပဲနော်တရားနိုင်ရဟန္တာကုန်တဲ့နေရာအမှန်ကောင်းတဲ့ဓာတ်ပါပဲနောက်ဆုံးကလုတ္တရာကြီးမထေမြတ်ဒီကဖွားဘက်တော်ကလုတ္တရာကြီးကိုလည်းပဲနှုတ်မကြတော့ခမဲတော်ကြီးတားတော်ရဟန်းဝုခွင့်ပေးမယ်ဆိုရင်တော့ပြင်ပေးပါမယ်ဆိုတော့မှ1000ဆန်းရန်သွားပြန်တာပဲဘုရားတရားပဲနဲ့လာကြုံတော့တရားနဲ့ယဟန်တာကုန်ကြတယ်ဒီနေရာမှာမှကုန်တာကြတာနော်အဝါကျွတ်တော့မှဘုရားရှင်ကိုကောင်းတဲ့အမတ်ကြီးအဖြစ်လဲဖြစ်တဲ့ယဟန်တာကြီးကအမလေးကိုပင့်ဖို့လို့ခါလာ60နဲ့ပြင်ပြဒီနေ့ဒီယုဇနာနှုံးနဲ့ကြွားကြတာလို့သိရပါတယ်ဒီနေရာမှာထူးခြားခြင်းနောက်တစ်ခုဒီလူဘဲခုနေမှာလည်းမှာပညာရတော်မူတဲ့ခေမမေဘုရားကြီးဆိုတာကြားဦးတယ်မလားလဲမေဘုရားကြီးတဲ့ဘုရားဆိုတော့အသက်ကြီးတယ်မထင်နဲ့အသက်20မှာအနန္တလို့မေဘုရားပြည့်နေဖြောက်ခံရတာတဲ့ဗျအလှလည်းအမတန်လှဒါဘုရားရှင်ကြီးမကြွဘူးလာပြီးတော့မဖူးတဲ့ဒဏမင်းရတော့သောတာပန်ကြီးလေအဲကျောင်းတော်လာခြင်းအောင်ကျောင်းတော်ရဲ့တာယာဘုံတွေကိုတချင်းဆက်ရတာဘုရားကျောင်းတော်ကြီးနတ်ပြည်ကနန္ဒဦးနဲ့တူတဲ့အကြောင်းကိုတချင်းဆက်ပြီးတော့စောင်းတီးပြီးတချင်းတန်တွင်းရသေးတာအကြရမှအញ្ញလေးပေါက်လိုက်တာဆိုတော့မှသွားခိုင်းတာနာမတိမတန်တော့ကနေအမိန့်ထုတ်ခါတယ်ဘုရားမဖူးနဲ့မပြန်ရဘူးလို့အမိန့်ထုတ်ပေးလိုက်တယ်ဒီမှာမပြောသေးဘူးတဲ့အဲ့ဒါပတ်ပြောင်းနေမှာကိုလှည့်ပြီးကြည့်အမှန်တန်ပြောတာတဲ့ဒီယဟန်တော်တစ်ပါးလေရွယ်ကောင်းလေးတရားထင်တာကြည့်ပြီးတော့မိဖုရားကြီးအားကြပြီးတော့နည်းနည်းတော့ရုပ်ရွတာမှားတော့အမြင်မှားနဲ့ရုပ်ဖူးတယ်အဲ့တော့အရွယ်ကောင်းလေးကတော့ရေကောင်းနေဖြုံးလိုက်တာလို့တောင်ပြောလိုက်မိတယ်တဲ့နောက်ဘုရားကျောင်းတော်သွားမယ်ကြံတော့ဒီနေရာဒီချိန်မှာဘုရားရှင်ကဆွမ်းခံငိမ့်နဲ့မရှိလာဘူးဆိုသူကလာတာဘူးဘာလို့လဲဆိုတော့ဘုရားရှင်ကဘယ်လောက်လာတဲ့ဩနာတိဆင်းရဲ့အကြောင်းမရဏအရူပဟောတာကြောင့်မလို့ဘုရားနဲ့မတွေ့ကြတာဘူးဒါမှမဟုတ်ဘုရားရှင်ကဒီနေရာမှာပဲနော်တပါးတဲ့ကြံခဲ့တာကျောင်းတော်လည်းကဲလည်းကြည့်တယ်ဘုရားတွေ့တော့သူရှောင်းလို့မရတော့ဘူးထူးခြားတာကဘုရားရဲ့ဘေးမှာတဲ့သူကအစများစွာလှတဲ့လူမကနတ်တများလှတဲ့အမိကညာလေးဘုရားရှင်ကဖန်ဆင်းထားတာ16နှစ်အရွယ်လေးတဲ့ဒါလှတာတဲ့ဘုရားကြည့်ပြီးတော့အားတာသူတော်ကောင်းများဟာမနာလို့မရှိဘူးတဲ့ချက်လုံးလို့မျက်နှာမလွှဲဘူးတဲ့ငါလှတဲ့ထင်တယ်ငါလည်းလှတာဘုရားဘေးမှာရှိပါလားပေါ့မန်ကျိုးသွားပြီးတော့နောက်ဘုရားဝင်ထိုင်ပြီးတော့ဘုရားကတော့တာတဲ့လိမ့်မှလေးကြည့်တာအားဆိုင်ပြီးသဘောကျနေတာချက်လုံးလို့အဲ့တော့တခါခတ်လိုက်ရင်ဟိုကနည်းနည်းအိုသွားရင်ခတ်တိုင်းမှာအရွယ်ရင်းရင်သွားတာဘုရားရေခတ်ပေးနေနဲ့လူကြီးနေမြတ်တော်ကပြစ်လိုက်တဲ့နဲ့ဖွင့်လိုက်တဲ့နဲ့အိုသွားနောက်ဆုံးပဲအဖွားကြီးဖြစ်
ယောဂါလေးဖြစ်ဒီနဲ့ပုပ္ပတေဝါပုပ္ပတာရှိဘုရားပြလိုက်တော့မှာအယံလန့်သွားတာအဲ့တော့ဘုရားရှင်ကတရားပြတော်တာတဲ့ဒီခန္ဓာကိုယ်ကြီးရတဲ့ဘာအပုဒ်ပြည့်နေတဲ့ခန္ဓာအိမ်ကြီးအထက်ကိုလည်းအန်းနဲ့အောက်ကိုလည်းပဲသွားတယ်တဲ့အညီကြီးတွေစွန့်နေရတာအနာရုံနဲ့တွေ့ခန္ဓာအိမ်ကြီးအကြောင်းဗရဏအတုပါကိုပွားများကိုဟောရင်းနဲ့မှအနာရဖြတ်ရန်အတွက်လို့ဘုရားဥပဒနာသင်ဟောလိုက်တော့တထိုင်နဲ့ကိုပဲတရားမြင်သွားပြီတဲ့ဗျအနာဂံတော်ဖြစ်သွားတာလေပေါ့မဟုတ်ဘူးနောက်ဘုရားရှင်ကိုတောင်းမှန်နေအလောက်အချိန်နှစ်ပေါင်း30ကြာပြီးတော့မလန်မိတာခွင့်လွတ်ပါဘုရားတဲ့တောင်းမှန်ပါတယ်ဘုရားလက်ခံနေပြီးတော့မှနောင်တော့ပြန်ဣဒမင်းကြီးကဖူးခဲ့ရလားလို့မေးတဲ့အခါမှာမင်းတို့ဖူးရတယ်သူကပုံမြတ်စွာဖူးခဲ့ရပါတယ်လို့ပြောပြီးတော့မကြပါဘူးခွင့်တောင်းသွားလို့ယဟန်မောင်ကူသွားတယ်လို့မှတ်ပါနော်သူတို့ပြောရင်တော့လွတ်တွန်းကတော့တရားနာတက်လှုပ်လိုက်တာနောက်ဆုံးသူ့ကိုထားပက်ခဲ့တော့တာတော့ဒီနေရာအမှန်ထူးတဲ့နေရာပါလို့မှတ်ကြနော်နောက်ရှင်သာရိပုတ္တရာကြီးလည်းပဲရှင်မောက္ကုလရှိမရှိတော့ဒီမှာပဲလာပြီးစုကြတာပါပဲဘုရားကအကုန်စုလာကြတာလည်းပြအရှင်မြတ်တို့နှစ်ပါးလည်းဒီမှာပဲစုကြတဲ့နေရာဖြစ်ပါတယ်အတိတ်မထေရထာမှာတရားတောင်းဒီမှာပဲရခဲ့တာပါပြီးတော့မရှင်မောက္ကုလနဲ့နှစ်ပါးအလောင်းနေလာပြီးတော့ဒီနေရာမှာစုဝေးပြီးတော့တရားရကြတာလို့သိရပါတောင်းမှုဒီနေရာဟာအရဟတဖို့ရတဲ့နေရာမြေစုမြဖြစ်ပါတယ်တဲ့အားရှိတဲ့နေရာပါပဲနော်ပူဇော်တဲ့ခါမှာလည်းပဲဒီနေ့ထွတ်မြတ်တာအောင်ပြုလျက်ဘုရားကိုအောင်ပြုကြမယ်မဥသာဂုဏ်တော်9ပါးကို9ချိန်တို့အရင်ဆုံးပူဇော်ကြမယ်ဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုနုတ္တရောမုရိတဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုအနုတ္တရောမုရိတဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိမိနောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုနုတ္တရောမုရိတဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏတံပနောတုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝ
ဝိဇာသရဏတံပန္နောသူကတောလောကဝိတုနောတရာပုရိတဓမ္မတာရတိတထာဒေဝမနုဿာနံဘုဒ္ဓဘဂဝါသာဗန္တိဘုံတော်ကြီးမတော်ရှင်တော်မြတ်ဗျာဘုရားရှင်တတ်တော်လေးအောင်တတ်ရှိတဲ့နေရာပါပဲတော်ရှင်တော်မြတ်ဘုရားကြီးဒီဣတိပိဣတုလင်1500ကိလေသာတို့ဝါရဏဝိတ္တနှင့်တကွအနုတ္တယတတ္တိကြံမရှိအောင်စိတ္တိကျေညဲ့ချိုးဖြတ်တော်မူပြီး၍မကားမှုတရားတို့ကိုစိတ်ွယ်ရာ၌ပင်ပြုတော်မှန်မူပြောတော်မှန်မူစိတ်တော်ကပင်ကြံစီတော်မှန်မူတဲ့ဖြင့်ယမနလူသုံးဘုံတို့၏ဘုရားသူကိုခံယူတော်မူရပါသောဤအကြောင်းကြောင့်လေအရဟံဟူသောဘုံတော်ကြီးဖြင့်အံချီမကုန်ဘွယ်ဘုံမဆအောင်မင်းပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတည်းအရဟံအသဘဂဝါသောကိုယ်ပါသောဂုဏပေါင်းတို့နှင့်ပြည့်စုံတော်မူ၍ဘုံတော်အနန္တဉာဏ်တော်အနန္တမေတ္တာတော်အနန္တတကုတော်အနန္တတို့သည်ပါဠိပင်ပန်းလင်းမွေး၌ဘုရားအဖြစ်သို့ရောက်သည်မှယနေ့တိုင်အောင်မဆံဘဝပြန်နာတက်လျက်ရှိပါ၏တွေ့ရပါအမှန်တွေ့ရပါ2560ကျော်ဆိုတာကပြမတ်များဆိုနိုင်ပိုင်းမရှိပါသေးတယ်ဘုရားကျေးဇူးကုန်နေယူလို့မဆုံးသေးပါဘူးတဲ့ပြမတ်ပြင်းနေပြီအကုန်အလုံးလုံးအာတော်ကောင်းများဘုရားနာမည်ဟာပူလို့မဆုံးရသေးပါဘူးတို့ဒီလိုတွေသိထားမယ့်အချက်ကပါလဲဆိုတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုကဲခတ်ရပါတယ်မနအစိမ့်မဲ့ရှင်မြတ်ကြီးတို့မရှိဘုရားရှင်ဉာဏ်ရလည်းအမှန်အကောင်းတဲ့ဘုရားရှင်ဘယ်မှန်တော့လည်းလုံးမပြောင်းမြင်တဲ့ဘုရားရှင်ပါပဲဒါအတုလခေါ်ပါတယ်နောက်တမိသားဖြစ်တဲ့ရှင်သာရိပုတ္တရာလို့ခမကလာရှင်မကြီးကိုလည်းတည်ထားကြပါဘောတော့ဘောလည်းမဟုတ်ပါဘူးတဲ့မချမ်းသာတဲ့တထေသားတွေပါပဲဒီမြတ်အမြင်သွားလို့ရှိရင်ဟောကားခေါ်တာပฏิဖြစ်တော့ကားပေါ်ယထာတွေမြတ်ငါတဲ့အမြဲတမ်းအဖြစ်ရပါတာတွားနေကြတာဒါချမ်းသာကြတာပါအမီရေးကြလို့ပွဲကြည့်နေနေချင်းဣဒ္ဓအားလုံးကွာတို့ပါဝင်တာတရားမှလို့ပွဲကြည့်နေရလာတာဒီနေရာမှန်ကြောင်းလို့အဲ့ဒီလက်တဲ့တရားကိုရှာမယ်ဆိုတော့ထွက်လာတဲ့ပုဂ္ဂိုလ်ကြီးတွေပါပဲဒါမို့မာနမထားကြနဲ့ရှိပုဂ္ဂိုလ်ကြီးအမှန်ချမ်းသာကြတာတည်ထားကြပါဗမာတရားဆိုရှင်သာရိပုတ္တရာရှင်မြတ်ကြီးအဲ့မှာစံတဲ့အခန်းမှာမင်းတို့ဆိုင်ဟောဦးတယ်မေတော်ရဲ့ဘွားတေခမ်းသွားပြီးတော့ပရိမန်စံတော့မေတော်လည်းကျွတ်သွားဝင်တဲ့အပြင်မေတော်ကသူ့သားရဲ့ယုတ်ကလကိုစိတ်ကြိုက်ပူဇော်တာတဲ့ရွှေအများကြီးပဲတဲ့ဖိပတ္တတွေနဲ့အများကြီးနဲ့များစွာချမ်းသာတာရပါတယ်ပူဇော်ပဲမှာငကောလူရှုပ်ချက်ခံနေတော့ဖြစ်တာတဲ့အဲ့ချိန်မှာဘုရားမိတယောက်ကလည်းပဲပူဇော်လိုက်တဲ့လူများလုံးလို့အနည်းခံပြီးတေသွားတာတေချင်းမဲ့တောင်းရင်လည်းဖြစ်ပြီးတော့အဲ့နဲ့မြတ်တကကောင်းရတဲ့ထပ်ပူဇော်တာလို့အဲ့လောက်ထိအောင်ကြီးကျယ်ခဲ့ဘူးပါတယ်ဒါမလို့ရှင်မြတ်ကြီးတွေလည်းပဲတို့ရပေါ်မထင်မှန်းနဲ့အမှန်တန်ချမ်းသာကြွယ်တဲ့ပုဂ္ဂိုလ်ကြီးတွေဆိုတာသဘောပေါက်တဲ့နဲ့အားလုံးဒီမှကြပါဘုံငန်းကြီးမှလို့ချမ်းသာတဲ့အပြင်ဘုံရှိတဲ့ပုဂ္ဂိုလ်များဟာ
ဉာဏ်ကောင်းကြပါလေတဲ့အဲ့တော့ပြောချင်တာကဘုံငံရှိလို့ချမ်းသာကြတယ်ဉာဏ်လည်းကောင်းကြတာကိုအောက်ပြန်မကြပါစေနဲ့နောက်ဆုံးမိမနဲ့ထက်မြက်တဲ့ဉာဏ်နေနဲ့တန်တာလွတ်မြောက်အောင်ထိသွားစေခြင်းပါလေအဲ့လိုမှတ်ကြနော်ချမ်းသာတာလည်းပဲကုသိုလ်များလည်းချမ်းသာခဲ့ပြီးကုသိုလ်သာပုံညကုသိုလ်ကံဘုံကြီးလည်းခေါ်တာပါတဲ့အဲ့ကုံကျမ်းကိုကုံကြောဖြစ်အောင်လုပ်ကြတယ်ဆိုတာရှိပါတယ်ရောစာပြီးဆုံးမတာပါရွှေငွေတွေတိုက်တွေတားရဲ့ဥစ္စာပစ္စည်းဆိုတာကတက်မဲ့သူကုံကျမ်းလို့ခေါ်တဲ့မဲ့ဖို့အတွက်ကုံကျမ်းတဲ့နှလုံးသားတည်းဟူသောနှလုံးသားတည်းဟူသောစေုံနဲ့မှထက်တရားတရားနဲ့ပေါင်းလိုက်ခံမှကုံကြောဖြစ်တာတဲ့ကြောက်ဘာဘူးမအောင်မေးပါနဲ့လည်းကြောင့်မမပါစေနဲ့ပြိုင်နာလေးကြွားတာဝါရရနောက်ဆုံးအစုံလန်းပြန်သွားတတ်တယ်အကုန်ဖယ်လိုက်ပြီးတော့အရှင်မကြီးတို့ပဲဒါကိုစွန့်နေဆိုတာဒါနကန်းနဲ့ရှင်းစွန့်ပြီးကိုယ်ပိုင်ခင်ရအောင်ထုတ်ကြပါအတက်က90လောက်ဖြစ်ဆိုမဲ့ဘုံနာတွေနေလာပါပြီကိုယ်ပိုင်ခင်ကြီးနဲနေတာကိုသိထားကြပါကျန်တဲ့အချိန်လေးမှာကြိုးစားပြီးတော့ဘုရားရှင်ထုံစံအတိုင်းတော်ကောင်းကြီးသွားတဲ့လမ်းအမှန်ပဲလို့နားလည်ပြီးတော့မဉ္ဇဉ်ဘုံရရအောင်ကြိုးစားမယ်လို့သိခံထားကြပါပေါ်တယ်မနေကြပါနဲ့အတေဥသားရဲ့လို့မဖို့မရရင်ကိုရှုံးလိုက်မယ်သိထားကြနော်ဒါမှမဟုတ်အချိန်မရှုံးရပါနဲ့ဒီနေ့မှာတန်ခါယူလို့ဘုရားရှင်ကိုလာပြီးတော့ပြည့်မှုကြွလာခဲ့တဲ့အမတ်တွေအထွေထောင်ကနန်းဟာလည်းပဲတရားနဲ့ရဟန်းတဲ့နေရာပါပဲဒါမှမဟုတ်ဟိုဆုံးမြတ်ချာဒီနေ့သာရှိအောင်တို့များကိုယ်ပိုင်ချင်းထုတ်လို့မဲ့ဖို့ရအောင်လဲကြိုးစားမယ်လို့ဆုံးမြတ်မချသေးဘူးလားဟုတ်ပြီချာကြပါတံဝေကယူကြရအောင်နော်ဩနာတိတောမောင်နှင်ဖို့လူတို့မမြဲပါတကားဩနာတိတောမောင်နှင်ဖို့လူတို့မမြဲပါတကားကိုရမယ်တွေ့ရမယ်အာနွဲ့လာကြပါတကားကိုရမယ်တွေ့ရမယ်အာနွဲ့လာကြပါတကားကိုယ်ပိုင်ဥစ္စာမရှိပါအာဃာသွားရမှာပါတကားကိုယ်ပိုင်ဥစ္စာမရှိပါအာဃာသွားရမှာပါတကားလူမဲ့ပြေဝအာမေယခဏကျွန်ကြီးပါတကားလူမဲ့ပြေဝအာမေယခဏကျွန်ကြီးပါတကားအောင်တဏှကျွန်ပါလွတ်မြောက်အောင်အားထုတ်ကြမယ်ဆုံးဖြတ်ချကြနော်ကောင်းပြီလို့မေတ္တာပါပြီးတော့သိအောင်နော်လုံးစုံများစွာတတ္တဝါခန္ဓာကိုယ်စိတ်နေပါစေဘုရားယံမေဤစိဝေငြိမ်းကြပါစေလုံးစုံများစွာတတ္တဝါခန္ဓာကိုယ်စိတ်နေပါစေဘုရားယံမေဤစိဝေငြိမ်းကြပါစေယောက်ျားတတဝါခန္ဓာကိုယ်စိတ်နေပါစေဘုရားယံမေဤစိဝေငြိမ်းကြပါစေယောက်ျားတေနာစွာတတဝါခန္ဓာကိုယ်စိတ်နေပါစေဘုရားယံမေဤစိဝေငြိမ်းကြပါစေမြေအပ်မြေအပ်မြေများစွာတတဝါခန္ဓာကိုယ်စိတ်နေပါစေဘုရားယံမေဤစိဝေ
စိတ်မြဲပါစေဥပါယံပေကိစ္စဝေအေကြပါစေဒီလိုအလတ်သုံးရခန္ဓာဥပါယံပေကိစ္စဝေအေကြပါစေဒီလိုအလတ်သုံးရခန္ဓာတတဝါကိုယ်စိတ်မြဲပါစေဥပါယံပေကိစ္စဝေအေကြပါစေဒီငယ်အလတ်ခန္ဓာတတဝါမြဲပါစေဥပါယံပေကိစ္စဝေအေကြပါစေသုတအလတ်သုံးရခန္ဓာတတဝါမြဲပါစေဥပါယံပေကိစ္စဝေအေကြပါစေဤအလတ်သုံးရခန္ဓာတတဝါဥပါယံပေကိစ္စဝေအေကြပါစေသုကြုံအလတ်ဥပါယံပေကိစ္စဝေငြိရပါစေသူအချင်းချင်းလက်ပါချင်းကိရှင်ရပါစေချင်းချင်းလက်ပါချင်းကိရှင်ရပါစေအထင်သေးခြင်းအချင်းချင်းကိရှင်ရပါစေအထင်သေးခြင်းအရှင်လူချင်းအချင်းချင်းကိရှင်ကြပါစေအချင်းချင်းကိရှင်ကြပါစေသာဣမာယဆိုကြဣမာယဓမ္မနုဓမ္မပฏิပတ်တိယမလေးယံဟောလေးယံဥပါလျောသောယေဝပฏิပတ်ဖြင့်ဘုရားမြတ်စွာဘုရားကိုဓမ္မတရားတော်မြတ်ကိုသံဃာတရားတော်မြတ်ကိုဥရေမိကုသောပါဤအရှင်ဘုရားကဲသုဒ္ဓအမြတ်ဝကြတော့ဤလိုမြူရမြတ်ဘုံညာကြောင့်ပေမဲ့မီ30ဖြစ်ဖြစ်တဲ့မြတ်ဝေနေရသူအိမြဝေတိမြတ်တွေသာသူဟောစေတော်တေအမှု၌ဤသေးတော်အမြတ်
ယူတော်မူကြပါကုန်သောဥဒ္ဓအမြယူတော်မူကြပါကုန်သောဥဒ္ဓအမြယူတော်မူကြပါကုန်သောအောင်သွားပြီကိုယ်လည်းတာဝန်ကယူကြနော်လက်ကြံအချိန်လေးကတော့ကန့်တဲ့ချိန်မကုန်သေးခင်တို့တွေမဉ္ဇဉ်ဖွင့်ရအောင်ကြိုးစားမယ်စီဝါလို့ရင်းနဲ့အချိန်မကုန်ခန်းနဲ့နော်ကိုယ်ပဲချိန်ရအောင်ထုတ်ကြပါနော်